ရေးလိုက်တဲ့သရှင်ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဲ့ဒီဟာကိုတန်မိုးထားတယ် အကိုကအဲ့လို perfect ဖြစ်တဲ့အထိပြင်လားပေါ့နော်တချင်းတွေပါရေးရပြီးဖြစ်ဆိုတာပဲဖြစ် ကိုတို့တော့အဲ့လိုအခက်မတွေ့အောင်ဆိုလို့ရှိရင်အဲ့လိုမရေးနဲ့အဲ့လိုကြီးရေးတာဒါပြဿနာရှိ တော်တော်လေးကိုခက်တယ်တော့တချင်းတစ်ပုံထွက်ဖို့လဲ producer ကိုသွားရတဲ့အခါကျလို့ရှိရင် producer ကညီလေးရှင်ကဘာကီးနဲ့ရေးထားတယ်တန်ဖိုးကဘယ်လောက်လဲအဲ့လိုမေးလာရတာကိုတို့တိုင်ပက်တယ် ဟုတ်တယ်တကယ်တချင်းတစ်ပုံရေးဖို့အတွက်လည်းဒီသူ့ရဲ့ structure ကြကြသွားဖို့အတွက်က beginner သမားတွေကတော့စဉ်းစားမိနိုင်သေးဘူးလွယ်ကူဆုံးတော့အဲ့ဒီ beat တွေပါရှာပြီးတော့မှလောက်တာမျိုးပေါ့နော် တကယ်လို့ဘာတွေဖြစ်သွားပြီးပောက်သွားပြီဆိုလို့ရှိရင်ငွေတော့မဝင်ဘူးအဲ့သရှင်တီးတဲ့လူအတွက်ပဲငွေရအင်ခံသွားမှာအဓိကပါလို့မရအောင်melody ကိုအဓိကပေးလို့စလုံးထည့်မရလို့တရကျိုးသွားတာပဲဆိုလို့ရှိရင်ရှိတယ်အဲ့မျိုးဆိုလို့ရှိရင်သိအဆင်မပြေဘူးသရှင်ကိုအကုန်မှတ်ရရေးအဲ့သရှင်ကိုအကိုရေးတော့ရှစ်တန်းစောင်းမဖြေနေတာ Bitchies family အားလုံးပဲမင်္ဂလာပါ welcome to Bitchies show ဒီနေ့မှာတော့ two special guest ကိုဖိတ်ခေါ်ထားပါတယ်ပေါ့နော်သူကဘာတူလဲဆိုတော့ Bitchies ရဲ့တကြံတုံးကထုတ်ခဲ့တဲ့တခြင်းတစ်ပုဒ်တည်ရဟုတ်အားလုံးနားထောင်ပြီးကြပြီလို့ထင်တယ်ပေါ့နော်အဲ့ဒီတကြံတခြင်းအတာတကြံဆိုတဲ့တခြင်းကိုရေးပေးတဲ့ singer and songwriter ဖြစ်တဲ့ကိုဂျီလီကိုဖိတ်ခေါ်ထားပါတယ် Hello မင်္ဂလာပါအခုဟုတ်မင်္ဂလာပါရှင်ဟုတ်ဒီနေ့ရှူဖိတ်ခေါ်ထားတာလက်ခံပေးရတဲ့အတွက်လည်းကျေးဇူးများတင်တယ်ပေါ့နော် ready ပဲ ready နော်အေးစစ်စစ်ပပပပြောကြပါမယ်နော်အခုမိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်ဒီအခုဂျီလီယိုကညီမတို့ Bitchies ကိုရောက်တာက2လ3လလောက်ပဲရှိသေးမယ်ပေါ့နော်အဲ့တော့အခုလက်ရှိတော့အခုနေပါလေလုပ်နေရရှိလဲပေါ့နော်ပြီးတော့ကိုကလည်းဒီပြိတ်တက်ရိုးတစ်ချက်မိတ်ဆက်ပေးလိုက်ပါအောင်လို့ ဟုတ်ကျွန်တော်ကတော့ Bitchy မဘာဝင်တယောက်ဖြစ်တဲ့ဂျီလီယိုပါအခုလက်ရှိတော့တရှင်းနဲ့ရေးနေပေါ့နော်ဟိုတရှင်းတပုတ်လောက်ဖပြည့်မဲ့9လပိုင်း10လပိုင်းလောက် အခုပေချိန်လောက်ဝင်စပြီးအခုဒီနေ့ကတော့လုံးစပြီးလုံးဖြစ်လဲပေါ့နော်ငါသိချင်လို့ ဟိုတရှင်းစာရေးတာက16မိနစ်ကတိုင်းဟိုတရှင်းနေစာရေးဖြစ်တယ်ဒါပေမဲ့အဲ့တော့ရေးတဲ့တရှင်းတွေကတော့music နဲ့ဒီရေးတာတွေမဟုတ်တော့နည်းနည်းအလွတ်တွေဆိုတော့လေပြန်ရှာလို့မရတော့ဟိုလုံးလုံးပြစ်လိုက်ရတဲ့တရှင်းတွေလည်းရှိ warm up question နေနဲ့မေးကြည့်မယ်ပေါ့နော်တော်ပဲဖြေလို့ရတယ်အခုအကြိုက်ဆုံး K-pop idol တယောက်ဆိုဘာတူလဲ ခုကြိုက်ဆုံး K-pop ဆိုလို့ရှိရင်တော့ Sugar ပဲရှိမယ်ထင်တယ် Sugar okay အခုရဲ့အကြိုက်ဆုံးမြန်မာ rapper တယောက်ဆိုရော မြန်မာ rapper ဆိုလို့ရှိရင်တော့ကိုဂျေမီ okay အခုဆရာပြောတယ်ကိုရဲ့ပထမဆုံးစရေးတဲ့တချင်းရဲ့နာမည်ကဘာလဲပထမဆုံးစရေးတယ် ကိုတရှင်အရေးတရှင်နာမည်ကမမရအခုထုံးမယ်ပေါ့နော်အခု9လပိုင်း10လပိုင်းတော့ထုံးမယ်ဆိုတော့ Don't come back to me ဆိုတဲ့တရှင်အဲ့ဒီတရှင်ကိုစရေးဖြစ်တယ် ဟုတ်ကဲ့ အဲ့ဒီတရှင်ကိုပထမဆုံးစရေးဖြစ်ဖို့အဲ့တရှင်ကိုထုတ်ရှင်တယ် ထုတ်ရှင်လို့ပဲအခုဟာပိုဗီတို့နဲ့နည်းနည်းပါးတိုင်မင်းပြီးတော့တရှင် music လေးပါတီးထားဆိုတော့ထုတ်ဖြစ်မှာပါ okay ဖိုင်တယ်ကိုဖိုင်တယ်အဲ့နဲ့ကိုရဲ့အမှုပညာပေါ်ထားတဲ့ခံစားချက်ကိုစကားလုံး3လုံးနဲ့ဖော်ပြရမယ်ဆိုလို့ရှိရင်ဖော်ပြပေးချင်ပါအမှုပညာပေါ်ပြင်တဲ့ခံစားချက်ပြင်တဲ့ခံစားချက်ဆိုလို့ရှိရင်တော့ creation ပဲနေပါ creation okay creation ဟုတ်ကလို့ရှိရင်တော့ရှင်းနေပုံမှာဆိုလို့ရှိရင်တော့ရှစ်တယ်ပေါ့နော်ကိုသရှင်ကိုရေးလိုက်တဲ့သရှင်ကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဲ့ဒီဟာကိုတန်မိုးထားတယ် ဟုတ်တယ်okay ဖြစ်တယ်လို့တော့မထုတ်ဘူးထုတ်လို့ရှိရင်တော့အကောင်းဆုံးပဲထုတ်ရှင်တယ်ပေါ့မထုတ်ရှင်လည်းလုံးလုံးမထုတ်တော့ဘူးအဲ့လိုဟုတ်အဲ့တော့ရှင်းနေပါတော့ တမိုးထားတယ်ချစ်တယ်တီထွန်ဖန်တီးမှု ဖန်တီးရတယ် okay create okayနောက်ဆုံးမိကိုတကွာအခု Bitchies မှာအကြိုက်ဆုံးအဆိုတော်ပဲဖြစ်ဘယ်လိုရှိမလဲ ရှိဘယ်နှစ်ယောက်လောက်ပြောရတယ်တစ်ယောက်ပဲလား okay ဘယ်နှစ်ယောက်လောက်ပြောချင်လဲ ဘယ်နှစ်ယောက်လောက်ပြောချင်လဲဆိုတော့ယောက်ျားလေးဘိုင်းအချစ်ထဲမှာဆိုလို့ရှိရင်တော့ဟုတ်သတိထားမိတယ်ဟို
အမြဲတမ်းဝင်ပြီးတော့နားထောင်ပြထားအောင်ဆိုလို့ရှိရင်တော့ဆိုလိုမွန်အခုထက်ငယ်မလားကြီးမလားတော့မသိဘူးသူပဲရှိမှထင်တယ် ဆိုလိုမွန်โอเค နောက်တစ် ဆိုလိုမွန်ကရေးမယ်ဟုတ်တယ်အောင်ဆောင်နေပါရေးရပါညာဆိုလို့ရှိရင်တော့ဟိုလက်စင်းမကြိုက်တယ်သူ့သဘောကျတယ်ပေါ့ blessing သူလှုပ်ထားတဲ့အချင်းပုံစံလေးမလုံနိုင်ဘူးသူလှုပ်ထားတယ်လို့မျိုး ဟုတ် အဲ့ဒါသူ Okay သူတို့နားထောင်မိမှာ Okay အဲ့တော့ညီမတို့ moment play လုပ်ပြီးတော့ဆိုတော့အကိုကြီးကဒီ bitches ကိုဘယ်လိုစသိပြီးတော့မှပေါ့နော် join ဖြစ်ဖို့အတွက်ဆုံးဖြတ်လိုက်တာလေပေါ့နော် feedback ကိုလေ bitches ပါ လို့စတည်ရတယ်ဆိုအကိုအရင်နဲ့တရှင်းတွေကိုရေးတယ်ဒါပေမဲ့အကောင့်တွေပေါ်ပြလာဆိုလို့ရှိရင်နည်းနည်းလေးကိုမလုပ်ဖြစ်ဘူးရေးတယ်တိုင်းမို့လဲဖုန်းမှာမတင်ပြီးဘူးမလို့ကိုရေးတယ်ပြီးလို့ရှိရင်ဖုန်းထဲမှာပဲထားဒီတိုင်းပဲလုပ်ဖြစ်တယ်ဘာမှလည်းဖြစ်မလာဘူးလုပ်လို့လည်းမရအဲ့ဒီအချိန်ကိုတစ်တော့3ရက်နဲ့ဘစ်ရှိကိုတွေ့တော့ကိုကငိုတွေကပြိုင်ပွဲတွေဘာတွေကနေပြီးတော့အဲ့လိုတက်ရတာဝါသနာမပါဘူးအဲ့လိုပြိုင်တာတွေပါဆိုရင်ကိုမလုပ်ရှင်ကိုတယောက်တည်းပဲလုပ်ရှင်တော့အဲ့လိုပြိုင်ပွဲဆိုလို့ရှိရင်ဝင်မပြိုင်ဘူးဒါပေမဲ့ဘစ်ရှိနဲ့တွေ့ရကြတော့အဲ့တော့ကိုတွေ့တော့အမရအဲ့တော့ဆိုလို့ရှိရင်အခုအလုပ်လဲရှာလို့မရဘူးအဲ့ရှင်ဒါအခက်တွေ့နေပါအလုပ်လဲရှာလို့မရဘူးပြီးတော့ဘာလို့ဘာကံမှလည်းမသိဘူးအဲ့ရှင်တစ်တော့3ရက်နဲ့အဲ့ဘစ်ရှိကိုတွေ့တော့ကိုဝါသနာပါတဲ့ဟာကိုဘာမှလည်းမလုပ်ပြဘူးပေါ့နော်ဒီလို label တစ်ခုခုမှဝင်ထားမယ်မန်မာတယောက်ဖြစ်ပြီဆိုလို့ရှိရင်တော့တစ်ခုခုတော့လုံးနိုင်မယ်ကိုလောက်ထားတော့ရှပြနိုင်မယ်လို့ထင်တယ်အားကြောင့်တွေ့ချင်းပဲ audition ကိုဖြေးပြီးတော့ကို join လိုက်တာပါအဓိကတော့ကိုလောက်ထားတဲ့ဟာလေးနည်းနည်းဖြည်းဖြည်းများဖြည်းဖြည်းရှပြနိုင်မယ်ထင်လို့အဲ့လိုယုံကြည်လို့ join လိုက်တာအခုလည်းတကယ်ရှပြနိုင်ပါတယ်ဟုတ်တယ်ချပြနိုင်သွားပြီပေါ့နော်ညီမတို့လည်းbitches မှာလာပြီးတော့မှအကိုတို့လူမျိုးတကယ်ရေးချစ်ရှိရသူတွေပေါ့နော်ညီမတို့တွေ့လာတဲ့အတွက်လည်းတကယ်အများကြီးပဲဝမ်းသာရပေါ့နော်ကိုတို့ဒီလိုမျိုး bitches ကိုရောက်လာမယ်လို့မထင်အောင်လေပြီးတော့ညီမတို့တကြံတချင်းလေးလဲထုတ်ဖြစ်သွားတယ်ပေါ့နော်အကိုရဲ့ creation လေးကိုပထမဆုံးအနေနဲ့ချပြခွင့်ရတယ်ဆိုတော့ဘယ်လိုခံစားရလဲပေါ့နော်အဲ့ဒီအတားတချင်းလေးကထွက်လာတော့လေတကယ်ချင်းအပေါ်မှာဆိုလို့ရှိရင်တော်တော်မျောလင့်ထားတာပေါ့တော်တော်မျောလင့်ထားဆိုတာကိုရေးတယ်အဲ့တချင်းကိုစိတ်ပါနဲ့ရေးတယ်ကိုဂျူဒီဝင်နဲ့ twine line နဲ့တွားရေးရတော့ပြီးရှင်ရေရှိုးကန်းနဲ့ဝင်ရေးရတော့အမျိုးပူလောင်ရုပ်ပေါ့နော်အဲ့ရှင်တချင်းရေးနေရှင်ပူတာလည်းမသိဘူးလောင်တာလည်းမသိဘူးအဲ့တချင်းလေးကိုရေးမယ်ဆိုရဲခံစားချက်ပဲရှိအောင်ရေးပြီးတော့အခုတွေ့ရတဲ့ကြမ်းမတိုင်ခင်တော့ထုံးနိုင်အောင်ကြိုးစားမယ်ပေါ့တကယ်လို့အစတော့ကိုယ့်အကိုထုတ်မလို့ပဲပေါ့ကိုယ်တိုင်ထုတ်ရှင်တယ်ဒါပေမဲ့ကိုယ်တိုင်ထုတ်လိုက်လို့ရှင်ခုဖစ်ရှိရထုတ်တယ်လို့မျိုးအကောင်းဆုံး quality နဲ့ထုတ်နိုင်မှာမဟုတ်အဲ့တော့သိတယ်အဲ့ကြောင့်ကိုယ်တိုင်ထုတ်လိုက်လို့ရှင် position ကိုတိုင်မိုးမထားရလဲရောက်မှာဆိုလို့အကောင်းဆုံးဖြစ်မသွားမှာဆိုလို့ဖစ်ရှိနဲ့ collab ပြီးတော့ထုတ်လို့ရှင်ဒီသရှင်လေးကပို့ပြီးတော့ကောင်းနိုင်တယ်ဆိုတာယုံကြည်လို့အဲ့လိုဖစ်ရှိနဲ့လာပြီး collab လိုက်တာကိုယ်တိုင်ဆိုလို့ရှင်မလုံနိုင်တာသိလို့ဟုတ်ကဲ့အခုလည်းအကောင်းလုံးနိုင်ပါတယ်လုံးပွားနိုင်ပါတယ်ဟုတ်တယ်နော်ဒီချင်းလေးလဲညီမတို့အဲ့ဒီလောက်ခဲ့တဲ့အချိန်တော့တော်တော်လေးကိုအချိန်နှစ်ပတ်လောက်ကိုကြိုယူပြီးတော့မှလုပ်ပေမဲ့တကြံအမီတော့မထုတ်လိုက်နိုင်ဘူးပေါ့နော်တကြံမတိုင်ခင်မထုတ်လိုက်ပဲနဲ့တကြံပြီးခါနေလောက်မှပဲတကြံပြင်မယ်မပြီးတော့ခင်လောက်မှထုံမိလို့ပဲတော်သေးတယ်ပေါ့အဲ့လောက်မှပဲပြီးသွားတယ်ပေါ့ဒါညီမအနေနဲ့လည်းတော်တော်လေးလုံးဒီဒီဘန်းနေတယ်အများကြီးပဲဟို support ပေးခဲ့ရတယ်ပေါ့နော်ဒီတချင်းဘောဖြစ်ဖို့လဲပြီးတော့ဆိုတဲ့ညီမကိုယ်တိုင်လည်းအကိုတချင်းကိုဆိုရတော့ကမစိုးပေါ့နော်ကိုရေးထားတဲ့ဟာလေးတွေကတကယ်ချစ်စရာကောင်းတယ်တကယ်တေချာလေးကိုရေးထားမှန်းသိတာပြီးတော့ဟိုတွဲပြုံးမဆိုရတဲ့မောင်လေး Acer solution နဲ့သူနဲ့ live တော်တော် live ဖတ်တယ်ပေါ့နော်ဖြစ်နိုင်လို့ရှင်တော့မှအကိုကြီးနဲ့တူအဲ့ဒီတချင်းထဲမှာတူဆိုပြီးတော့မှလုပ်မယ်ဆိုလို့ရှင်တော့ပိုကောင်းမှလို့မြင်တယ်ပေါ့နော်ဒါပေမဲ့အကိုလည်းအကြောင်းကြောက်ပေါ့နော်မပါလိုက်ရဘူးအဲ့ဒီချင်းလေးလဲနောက်တစ်ချင်းနေပေါ့နောက်တစ်ချင်းနေနဲ့ဆက်ပြီးတော့လုံးပါပေါ့မရဆိုအကိုဘစ်ရှိမှာ audition ဖြေတော့အကိုမပါခဲ့ဘူး
အကိုမပါလို့ဂျူးကိုဟိုလာပြောရလေအကိုပေါင်းသွားဘူးသွားပြီထင်တယ်ဆိုတော့အဲ့ကနေဆောင်းလိုက်တာကိုပြန်ပါသွားတော့နည်းနည်းဟုတ်တယ်လေတော်တော်ပေါ့တော်ပြောသွားတယ်ပေါ့နော်အဲ့တော့ original ထဲမှာကိုယ့်နာမည်ပါမလားလို့ရှာတာမပါဘူး100ကျော်ကြီးမှာပေါ့သွားပြီအဲ့ချိန်တော့စိတ်သက်တွေကြာပြီးတော့ဂျူးကိုစာလာပို့လိုက်တာအကိုပေါင်းသွားဘူးဆိုပြီးတော့အဲ့ဒါဂျူးကအမှဆောင်းလိုက်တာထဲမှာဂျူးဆိုတာ6ရောက်လောက်ရှိသေးတယ်အဲ့ထက်မှပါတယ်ပါမှာပါဆိုမှစိတ်ထဲမှာနည်းနည်းပြောနေကြလေးပြန်ရှိသွားပါတော့တကယ်ပါသွားတော့ပြောပါတယ်ဟုတ်ကဲ့တကယ်ပါသွားလို့ပြောနိုင်တာပေါ့နော်တကြံတရှင်းအဲ့အတာတကြံတရှင်းကလည်းကိုယ့်ဟာကိုတယောက်တည်းလုံးမယ်ဆိုရင်တကြံပြီးလို့ရှိရင်တော့လုံးနိုင်မယ်ဆိုတာမသေးကြဘူးတယောက်တည်းအခု level နဲ့တွဲလောက်ထားတာကိုတို့အချိန်ကြီးအများကြီးပေးလိုက်ရတယ်ယူလိုက်ရတယ်ပေါ့နော်ဟုတ်တယ်အဲ့လောက်တဲ့လူတွေနဲ့အကိုဆိုလို့ရှိရင်ခံလက်ကို3တော့3တဲ့ကျွန်းချင်းချင်းလည်းမဟုတ်ဘူးအဲ့လိုဆိုလို့ရှိရင်အခုထုတ်လိုက်လို့ရှိရင် quality ကကောင်းမှာပေါ့အခုထုတ်လိုက်နိုင်တော့ကောင်းပါတယ်ကျင်းတဲ့တော်တော် yeah အခုအဲ့ဒီတချင်းကို rating အနေနဲ့ဆိုဘယ်လောက်ပေးမလဲအဲ့ဒီတချင်းလေးကျင်းအနေနဲ့ဆိုလို့ရှိရင်တော့ကိုအနေနဲ့ဆိုလို့ရှိရင်တော့ 7.5 လောက်ပဲပေးမယ်7.5ဆိုတာတရှင်းပုံမှာတော့အခုတို့တီလုံးလေးကအစင်မပြေဖြစ်သွားတာနော်တီလုံးကဒီအဲ့ music လေးတာတကြံ vibe ပိုးရမယ်ဆိုလို့ရှိရင်တရှင်းလေးကပိုကောင်းမယ်လို့ထင်တာပဲ music ဟုတ်တယ်နော် beat လည်းလူမယ်တော့ဆိုရဲသူလည်းနည်းနည်းလူမယ်လို့နေတယ်ပြီးတော့နည်းနည်း mixing mastering လည်းနည်းနည်းလူမယ်ပေါ့နော်အဲ့တူ mastering မှာနည်းနည်းလေးလိုသွားတာရှိတယ်ဟုတ်တယ်တော်လေးကိုခက်တယ်တော့တချစ်တဘောထွက်ဖို့လဲဟုတ်တယ်တော်တော်ခက်တယ်အဆင်မပြေနောက်တစ်နေ့ပြန်ပြင်ရမယ်လေတချင်နောက်တစ်နေ့တကြံတော့စဉ်းစားထားတယ်အခုနောက်နေ့တကြံကြလို့ရှိရင်တော့ဒီတရှင်းလေးကိုပဲ music လေးကိုပြန်ပြီးတော့တီးပြီးလို့ရှိရင်ကောင်း mixing ဘာညာဆွဲပြီးတော့ MTV လေးပါလေးနဲ့ထုံနိုင်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့အဲ့လိုတွေးမိတယ်ဟုတ်တယ်ညီမလည်းတိတ်ဟိုအားတော့မရအောင်ပြန်တော့လုပ်မယ်လို့တော့စဉ်းစားတာပဲအခုကကြတော့လုံးနဲ့ပေါ့ထုတ်ခဲ့ဆိုတော့လေဟုတ်တယ်လုံးနဲ့ဒါအရန်လောတယ်နော်အကိုရေးတာလည်းတကြံနာနီးနေပြီဟုတ်တယ်ချိန်မရှိတော့ဘူးအရန်နီးနေပြီဟုတ်တယ်ရေးပြီးတော့လေဂျူးတန်းလာအထားမဟုတ်ဘဲနဲ့အကိုလုံးမယ်ဆိုပြီးတော့အချိန်ခွဲထားမိတာရောပါသွားတာပေါ့နော်အဲ့ဒီမှာအချိန်ကြီးတအားပုတ်သွားကြိုတင်ပြီးတော့ကြိုတင်ပြီးချင်းဘောလုံးဖို့လေတလားမကလောက်ကြိုတင်ပြီးတော့အဖွဲ့တွေနဲ့တိုင်းပေးပြီးတော့တူလုံးတင်တာပေါ့နော်ကိုလုံးနိုင်မယ်လို့ထင်လို့လေ MV ပါညာပါရိုက်မယ်ဆိုလို့ရှိရင် MV ပါညာပါရိုက်မယ်တရှင်းလည်း quality ကောင်းလုံးမယ်ဆိုလို့ရှိရင်အနည်းဆုံး9လ6လလောက်တော့ကြိုးပြီးတော့ပတ်ဆက်စုကြိုးပြီး plan ဆိုအဲ့လိုလုပ်ပါမယ်အခုတရှင်းတန်းရေးပြီးတော့တန်းထုတ်ဖို့ဆိုလို့ရှိရင်အဆင်မပြေဘူးလေကိုရီးယားပတ်စံနေရေးလို့သုံးနိုင်နေတော့အဆင်ပြေတာပေါ့အခုကဘာမှမရှိဘူးဆိုတော့အဆင်မပြေဟုတ်တယ်အမဒီအကိုတို့အခုကြီးတို့ဝင်လာပြီးတော့မှဒီလိုမျိုးအခုလိုတစ်ချက်တပုတ်တော့ဖြစ်ပြအောင်လေးပေါ့နော်အများကြီးဟိုစိတ်ကျင်တဲ့မှုမရှိဘူးဆိုလို့ရှိရင်တော့မှအကောင့်ထဲတစ်ခုခုတော့ပေါ်သွားတာတော့ညီမအရင်ချိန်နေတယ်ပေါ့အကိုတို့လည်းပြောမယ်လို့ထင်ပါတယ်ဒီနော်တစ်ခုခုတော့ဖြစ်သွားတာဟုတ်အခုဆိုတရှင်းဆိုတဲ့အပိုင်းမှာအကုန်လုံးလည်းသိပါတယ်အခုဆိုတရှင်းဆိုတဲ့အပိုင်းမှာဒါညံ့နေတယ်မှာပါညံ့နေပေါ့နော်ဝါသနာပဲပါဒါပေမဲ့အခုစူးစမ်းပြီးတော့လေ့ကျင့်ရမှာပဲပေါ့နော်ဟိုရေးတာမှာဆိုလို့ရှိရင်တော့အဲ့လောက်ထိမဟုတ်ရေးတာမှာဆိုလို့ရှိရင်တော့နည်းနည်းပါအရင်ကဖုန်းဝတ်ထားကိုရင်ကို၄နှစ်လောက်ဝတ်လာဆိုတော့ပါဠိတွေပါနေရင်းနှီးနေတော့ကာယနေနဘေတွေကနည်းနည်းစက်တက်တယ်အဲ့အကြောင်းလည်းပါမှာပါတရှင်းရေးလို့ရှိရင်ကိုကဟိုအကြောင်းအရာလည်းအရင်မစင်စားဘူးစာသားကိုလည်းအရင်မစင်စားဘူးကိုစင်စားမယ်လိုတွေကို feedback down တယ်ပေါ့နော် download ပြီးအဲ့လိုမျိုး feedback ရပြီဆိုလို့ရှိရင်အဲ့ fee ကိုတနေ့ကို12ခေါက်လောက်ဖွင့်ပြီးတော့မျက်လုံးလေးပါလေးမှိတ်ပြီးတော့ပေါ့နော်ပါဇက်ကလိုက်ပြီးတော့ရုပ်အဲ့လို melody ကိုအကြီးကပဲကိုအချင်းမှာဆိုလို့ရှိရင်ကျူedition တွေပါလို့ရှိရင်ကြည့်အကို melody ကိုပဲအကြီးကထားတယ်အဲ့ melody ပေါ်မှာမှလိုက်မယ်ထင်တဲ့စာသားကိုလိုက်ထည့်တာဆိုတော့အကိုအကြီး melody အကြီးကပေးတဲ့အချိန်မှာပါနေတယ်တချို့ဆိုလို့ရှိရင်အဲ့လို melody ကိုအဓိကပါလို့ melody ကိုအဓိကပေးလို့စလုံးထည့်မရလို့တရာကျိုးသွားတာပဲဆိုလို့ရှိရင်ရှိတယ်အဲ့မျိုးဆိုလို့ရှိရင်သိအဆင်မပြေဘူး
တကလုံးထက်အဲ့လိုမျိုးလေအကိုmelody ပေါ်မှာမြန်မာလိုထည့်မရလို့ရှင်အင်္ဂလိပ်လိုဗာလေးထည့်ရတယ်လိုက်ရှာအင်္ဂလိပ်လိုထည့်အဲ့ကတော့အင်္ဂလိပ်နဲ့မြန်မာပဲထည့်ပါဂျန်တဲ့ဘာသာတွေကတော့တိလည်းမသိဘူးထည့်လိုက်လို့ရှင်လည်းအဆင်ပြေပါဘူးအဲ့ဒါအင်္ဂလိပ်နဲ့မြန်မာပဲကိုရှာထည့်အခုရေးနေတဲ့တရှင်အခုရေးနေတဲ့ဘာလဲ143 virus ဆိုရအခုလက်ရှိရေးနေရပါတော့အဲ့တရှင်လေးဆိုလို့ရှင်လည်းဟိုအင်္ဂလိပ်လိုထည့်သုံးထားတယ်ထည့်သုံးထားရဆိုတာဟိုဆရာကြီးမလို့ထည့်သုံးတာမဟုတ်အခုမြန်မာလိုစလုံးရှာလို့မရဘူးအဲဒါကြောင့်အင်္ဂလိပ်လိုထည့်သုံးမှရအောင်လို့ထည့်သုံးလိုက်အဲ့လိုတရားရေးတဲ့ပုံတွေမတူကြလို့မြင်တယ်ညီမလည်းအကိုဆိုလို့ရှိရင် melody ကိုရေ melody ထဲမှာစာထားတဲ့ဟုတ်တယ်ရေးတဲ့ပုံမတူအကိုဆိုလို့ရှိရင်ရှင်းအရင်တော့ရေးတာကြတော့တငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါအဲ့ကောင်တွေကပါဇက်ကနေတီးလုံးတွေပါထုတ်တက်တယ်ဆိုတော့လေဒီကောင်တွေကိုပါဇက်ကနေမှုတ်ပိုင်းပေါ်သရှင်းတွေရေးအဲ့လိုပဲအကိုမှမရအဲ့ဒီ don't come back to me ဆိုရဲအခုထုံးတာသရှင်းရေးတာအကိုလူဝင်းနဲ့မဟုတ်ကိုရင်ဝင်းနဲ့ရေးတာကိုရင်နဲ့ပေါ့နော်ကိုရင်ဝင်းနဲ့အကြောင်းတန်းနဲ့အကိုက8တန်းအတိုင်းကိုရင်ဝင်းပြီးတော့အကြောင်းတက်တာဆို8 9 10 10တန်းမှာ2နှစ်တက်လိုက်ရတယ်2နှစ်ကပထမတစ်နှစ်ကအဲ့ဒီနိုင်ငံရေးပိုင်းနဲ့အောက်သွားတယ်မဖြေလိုက်ရအောင်အဲ့ဒီ4နှစ်လုံးလုံးမှာအကိုသရှင်းတွေကိုစူးစမ်းပြီးရေးလုံးလုံးမမှတ်မိတော့သရှင်းတွေလည်းရှိတယ်ရေးလက်စဟာတွေလည်းဆက်ရေးနေအဲ့ဒီ don't come back to me ဆိုတော့အကိုအကြိုက်ဆုံးထဲမှာပါတယ်အကြိုက်ဆုံးအကိုလုပ်တဲ့ထဲမှာဘယ်ရှင်းပြန်ဆိုကျေနပ်မှုရှိဆုံးသရှင်းထဲမှာပါတယ်ပေါ့ဘစ်ရှိထဲမှာလည်းတော်တဲ့မိတွေအများကြီးနော်ဟုတ်တယ်အကျရဘယ်လိုမျိုးပဲကိုငယ်ကြတယ်အရင်တော်တယ်နော်သူတို့ဒီမှာလဲသူတို့ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်စေချင်တယ်ဘောနော်ညီမတို့ bitches ကလည်းလေဆွမ်းပြောမဲ့ဟာပါလဲဆိုတော့အဲ့ဒီcreation ပေါ့နော်ကိုကတခုခု creation လုပ်လိုက်ပြီအဲ့ဒီ creation တခုအပေါ်မှာကိုယ်တိုင်ဖန်တီးတဲ့သူကကျင့်တဲ့အားရမှုအရှိဆုံးဖြစ်တဲ့အနေထားလောက်မှပဲဒီဖန်တီးတဲ့အမှုပညာလိုက်ရတခုကိုကတဘောကြပါဘောနော်တိတ်တဘောအတိတ်အားရမှုမရှိဘူးဆိုလို့ရှိရင်မရအားရမှုမရှိမချင်းပြင်ကြလိမ့်ရှိရပေါ့အဲ့အချက်ကတော့တူညီရယ်လူဒီတချင်းဆိုရဲသူတွေကောတချင်းရေးတဲ့သူတွေရောအဲ့ဒီအချက်ကတော့တူညီစွာနဲ့တွေ့ရတယ်ညီမကလည်းဖြစ်တယ်အဲ့ဒီနော်ဟုတ်တယ်အဲ့ဒါလေးရရှိတယ်ကာပါပဲဆူဘယ်လိုမျိုးကိုခိုင်ပဲရေးအကောင်းဆုံးဖြစ်တဲ့အနေထားလောက်ထိကိုရပြင်ကြတာပေါ့နော်အကောင်းဆုံး perfect ဖြစ်တဲ့အထိကိုရပြင်ချင်တာမျိုးပေါ့နော်အကိုကအဲ့လို perfect ဖြစ်တဲ့အထိပြင်လားပေါ့နော်တချင်းတွေပါရေးရပြီဖြစ်ဆိုတာပဲဖြစ်ပြင်လားတမုတ်ဒီတိုင်းပဲစစ်ပြေဆိုလို့ရှိရင်ထုတ်လာအဲ့လိုမျိုးပေါ့ဆိုတာမှာဆိုလို့ရှိရင်တော့အကိုတက်နိုင်သလားအကိုကအရန်ဆွဲပြီးတော့ဆိုတဲ့တချင်းဂျူးတို့လည်းသိမှာပါအကိုမဆိုတတ်ဘူးဆိုလို့ရှိရင်ကီးမဝင်ကီးတွေပါချော်တယ်ဆိုတော့အကိုရေးလို့ရှိရင်အဲ့လို emotional track တို့ပြီးလို့ရှိရင် melody rap တို့အဲ့လိုပုံစံမျိုးတွေပဲဆိုအဲ့ဒါတွေကြတော့ဆိုရတာကြတော့မခက်ဘူးဆိုရတာမခက်ဘူးဆိုတော့အကိုဒါပေမဲ့ရေးတာတော့နည်းနည်းခက်တယ်ပေါ့နော်ခက်တယ်ဆိုတော့အကိုတချင်းတစ်ပုတ်ရေးလို့ရှိရင်ပြီးတယ်3ရက်4ရက်နဲ့ပြီးတယ်ဒါပေမဲ့အသက်ရှင်စိတ်တိုင်းကြလာဆိုတော့စိတ်တိုင်း perfect ကြီးမဖြစ်ဘူးအဲကြောင့်အခု2လ3လလောက်ရှင်ယူပြီးတော့ပြင်တယ်အခု don't come back to me ဆိုတဲ့သရှင်ကိုပြင်လာအချိန်ကြာဆုံးမှာအခု16နှစ်ကလည်းဒီနေ့ထိအဲ့သရှင်ကိုပြင်လာဒီနေ့ထိပြင်နေတာဒီနေ့မှာဆိုတာအခုလက်ရှိမှာဒီသရှင်ကိုကျင်းနှံ့မှုဖြစ်ဒါအောင်စာသားလေးအဲ့ lyric ပိုင်းမှာနည်းနည်း3ပါ4ပါလောက်ပြင်ကျင်တာရှိသေးတယ်ပြင်မယ်လို့လည်းထင်တယ်အဲ့လိုပေါ့နော်ပထမဆုံးထုံးမဲ့သရှင်ကိုအကောင်းဆုံးဖြစ်စေချင်တယ်ပေါ့နော် Don't come back to me နော် Don't come back to me ဟုတ်တယ်ညီမတော့မျောနေပြီအဲ့တော့ဒီပြင်နေပေါ့နော်အကြာကြီးပဲရှိနေအကြာထဲမှာကိုမပြင်မနဲ့ထားပြီးတော့ဒီတိုင်းပဲထားခဲ့တာမျိုး Don't come back to me อ่ะ now အဲ့ဒီတချစ်ထွက်လို့ရှိရင် interview မှာတယ်အဲ့ဒီချင်းအကိုရေးတော့ဆိုလို့ရှိရင်အကိုတို့ကျောင်းတက်တော့ကြတော့ခုံနေရှိရကွာအကိုတို့ဇပွဲခုံနေအဲ့ဒီဇပွဲခုံမှာတန်ဖိုပေါ့နော်တန်ဖိုအဲ့တော့ဘယ်လောက်တန်ဖိုအဲ့တော့ကိုခုံမှာလက်ခောက်ပြီးတော့အသက်ရှင်ကိုရေးတာလက်ခောက်ပြီးတော့ဥမာအသက်ရှင်ကိုအကိုမှတ်ရရေးအသက်ရှင်ကိုအကိုရေးတော့8တန်း
စောင်းမဖြေးနေတာဆိုရစေစောင်းမဖြေးနေတယ်ဒါပေမဲ့အကိုကတင်ရှာတအားညံ့တယ်ထင်ပါပါတင်ရှာဆိုလို့ရှိရင်ဖြေတိုင်းကြတယ်တင်ရှာတယ်မဟုတ်အကိုပေါ်မှာဖြေတိုင်းအောင်လားဆိုလို့မြန်မာနဲ့အင်္ဂလိပ်ပဲရှိတယ်ကိုဘယ်တော့မှပဲ6ပါးလောက်အောင်ဘူးအဲ့ဒါပဲအတချင်းကိုစောင်းမရင်းမှာရေးတယ်အတချင်းကိုရေးလို့ဆရာတော်တွေဆရာမတွေအဲ့လိုအကိုဖုန်းကြီးတွေဆရာမတွေရိုက်ထားတယ်အရန်ခံခဲ့ဒါပေမဲ့အတချင်းကိုစောင်းမရင်းမှာပြီးအောင်ရေးတယ်စောင်းမရင်း6ရက်မှာကိုအတချင်းကိုရအောင်ရေးတယ်နေတွေရောညတွေရောသူများတွေကညဘက်တွေစားတွေခိုးချက်နေချိန်ကိုအတချင်းကိုရေးနေတာမရအောင်ရေးတာအတချင်းကိုရေးနေမှာတငယ်ချင်းတွေကိုဆိုးပြတယ်အကိုအမှတော့လူပေါင်း400ကျော်ရှိရဲ့တငယ်ချင်းတွေဆိုလို့ရှိရင်အခုချိန်นี้အကိုဆိုလို့ရှိရင်တချင်းတွေလုတ်တယ်ဆိုလို့ရှိရင်အဲ့400ကောင်အကိုdon't have to me နဲ့တွဲပြီးတော့တည်တယ်လူတိုင်းတည်တယ်ကိုအချောင်းသွားလို့ရှိရင်ပေါ့နော်အဟောင်းနေတယ်အစ်စ်တွေတော့မသိဘူးဘာလို့လဲဆိုအဲ့အချိန်မှာကိုရင်ဝင်းနဲ့တချင်းကိုတယောက်စီလိုက်ဆိုးပြစုပြီးဆိုးပြမှာတွေ့တယ်တယောက်တိုင်းလိုက်ပြီးတော့ဆိုးပြပါနော်ငါတချင်းဘယ်လိုနေလဲအဲ့လိုလိုက်ပြီးဆိုးပြဆိုသိကြတယ်ဝါအဲ့လိုအမှတ်တရများဟုတ်တယ်ထုတ်တင်နေပြီအဲ့ဒါဆိုလို့ရှိရင်လေပြီးတော့မှအကိုကလည်းရကျူပြောရင်ပြောလိုက်ဟိုလိုမျိုးဒီချင်းကကြတော့ဟိုပြန်ပြီးတော့ပါလေဒီသူ့ရဲ့ story ပေါ့နော်သူ့ story လေးကိုတခါတည်းရှင်းပြလို့ရှိရင်တော့ကောင်းမှတယ်လေသူ come up to me ရကြတော့ပြန်မလာနဲ့ဆိုတော့ဘာရေးရလဲတော့မသိပေမဲ့ဒီတချင်းကိုရေးဖို့အတွက်ကိုဘယ်လောက်ကြာခဲ့တယ်ဆိုတာမျိုးကိုတခြားသူတွေသိမယ်ဆိုလို့ရှိရင်လည်းနည်းနည်းအံ့ဩဖို့ကောင်းမယ်လို့မြင်တယ်ပေါ့နော်။ Okay သူကရှင်းတိုင်းမှာလည်း story line တွေရှိတော့လေဒီ story line ကတက်ဒါပေမဲ့တက်နဲ့ကိုရေးရတဲ့အချိန်အပိုင်းခြားကာလအတွေ့အကြုံတွေကတက်ဆိုတော့လေစိတ်ဝင်စားဖို့ကောင်းတယ်ညီမလည်းအဲ့လိုမျိုးသူတို့တချင်းတပုတ်ဖြစ်လာဖို့အတွက်ဘယ်လိုမျိုးလုပ်ကြတယ်ရေးဖို့အတွက်ပေါ့နော်ဂျားထဲမှာဘာလို့ဖြစ်ခဲ့လဲအဲ့လိုမျိုးဟာတွေသိချင်တယ်ပေါ့နော်အဲ့တော့အကိုလည်းအဲ့လိုမျိုးလေးချပြလို့ရှိရင်တော့ကောင်းမယ်ပေါ့ညီမတို့အဲ့ဒီ don't come back to me ကကြတော့လာမယ့်အပိုင်းတွေမှာဆက်ပြောကြမှာပေါ့နော်အခုကြတော့စချင်းရေးရလည်းနည်းနည်း share လုပ်ပြီးသွားပြီပေါ့တချင်းတစ်ပုတ်ရေးဖို့အတွက်ကိုအခုမှစပြီးတော့ရေးမဲ့သူတွေအတွက်ဘယ်လိုမျိုးအကြံပေးချင်တာရှိလဲပေါ့အခုမှစပြီးရေးမဲ့လူဆိုလို့ရှိရင်တော့အကူအကြံပေးချင်တာအကူတို့တော့အခက်မတွေ့အောင်ဆိုလို့ရှိရင်အလွတ်မရေးနဲ့အလွတ်ကြီးရေးတာဒါပြဿနာရှိဟုတ်လားအလွတ်ရေးတာကိုပြပြမှာဆိုလို့ရပါမယ် producer ကိုတွားရတဲ့အခါကျလို့ရှိရင် producer ကညီလေးရှင်ဘာကီးနဲ့ရေးထားတယ်တန်ဖိုးကဘယ်လောက်လဲပြီးလို့ရှိရင် music theory ကဘယ်လိုမျိုးလဲအဲ့လိုမေးလာရတာကိုတို့တိုင်ပတ်တယ်တကယ်တမ်းကိုရဲ့အလွတ်ကြီးရေးထားဘာတန်ဖိုးဘာကီးမှလည်းမရှိဘူးအဲ့ကြောင့်တကယ်လို့အခုမှတရှင်းစရေးမယ်ဆိုလို့ရှိရင် YouTube မှာ freebie လေးရှိရပါတော့အဲ့ freebie ထဲမှာ YouTube ပေါ်မှာတင်ပြီးတော့ငွေပါဝင်နိုင်တဲ့ပြီးဆိုလို့ရှိရင်တမျိုးရှိရအဲ့ဟာကကြတော့အခုရှာဖို့အချိန်တော့ပေးရတယ်ပေါ့နော် free for profit ဆိုလို့ရှိရင်တော့အဲ့ဒါအခုယူပြီးတော့သုံးလို့ရတယ် YouTube ကိုတင်လို့ရတယ်ဒါပေမဲ့credit တော့ပေးရတယ် credit ပေးပြီးတော့တင်လို့ရှိရင်ရတယ်ဒါပေမဲ့အဲ့ဒါကိုတရှင်းတကယ်လို့ဘာတွေဖြစ်သွားပြီးပောက်သွားပြီဆိုလို့ရှိရင်ငွေတော့မဝင်ဘူးအဲ့တရှင်းတီးတဲ့လူအတွက်ပဲငွေရအင်ခံသွားမှာအခုတို့မရအောင်အဲ့ free for profit ကိုရှိတယ်အဲ့ free for profit ဘီးတွေထဲမှာYouTube မှာလည်းသုံးလို့ရတယ်ငွေလည်းဝင်တယ်ဆိုရယ်ဘီးတွေရှိတယ်ရှာလို့ရှင်လို့ရင်ရတယ်အဲ့ဒါဆိုလို့ရှိရင်တော့ line ပေါ်တင်လို့ရတယ်ပောက်သွားခဲ့ရင်လည်းငွေဝင်တယ်ဥမာစရေးမဲ့လူဆိုလို့ရှိရင်အဲ့လိုဖီးလေးနဲ့ရေးတာပို့ပြီးတော့အဆင်ပြေတယ်တရှင်းရေးလို့ရှိရင်ဒီတိုင်းအဲ့ဒီ mobile နဲ့ဟိုတီးလုံးလေးကိုနားရင်အောင်နားထောင်ပြီးတော့ forward ကဘယ်နေရာမှာဝင်ရမယ်ပြီးလို့ရှိရင် intro ကဘယ်အပိုင်းကစဝင်ရမယ်ဆိုတာလုပ်ပြီးတော့ရေးရင်တော့ပို့လို့ရအကူတော့အလိုရေးရအခုနောက်ပိုင်းကိုဝိုင်းဆက်တို့ကိုဝေစစ်တို့နဲ့တွေ့မှာအကူအဲ့လို music structure တွေအကြောင်းကောင်းကောင်းသိရအကူ music structure တွေအကြောင်းကောင်းကောင်းသိရ2လ3လပဲရှိသေးတယ်အကူငငယ်နဲ့သရှင်းရေးပေးမယ်သူတို့သင်ပေးလို့အကူသိတယ်သိတယ်ဆိုတော့အကူသရှင်းရေးလို့ရှိရင်အခုနောက်ပိုင်းအဲ့လို structure လေးဒီဆောက်တယ်ပြီးလို့ရှိရင်စရေးတယ်ဘာကီးနဲ့ရေးတယ်ဆိုလို့ရှိရင်အကူကိုထောင်းလိုက်တဲ့ beat တစ်ခုကိုဘန်လမ်းမှာတွားထောက်လိုက်လို့ရတယ်ဘန်လမ်းမှာတွားပြီးထည့်လိုက်လို့ရှိရင်အဲ့ဒီသရှင်းကဘာကီးလဲဘယ်လောက်တန်မှုနဲ့လဲဆိုတာပေါ်တယ်အဲ့အတိုင်းရေးလို့ရှိရင်အဆင်ပြေတယ်
အဲ့တိုင်းပဲရေးတင်တယ်တိုင်းကိုက instrumental တခုခုတီးတဲ့ထားရင်တော့အဆင်ပြေပါဘောဂီတာဖြစ်ဖြစ် piano ဖြစ်ဖြစ်အဲ့လိုမျိုးတီးတဲ့ထားရင်တော့အဆင်ပြေမဟုတ်လို့ရှိရင်တော့ beat နဲ့ရေးရပါကောbeat နဲ့လည်းမရေးတတ်ဘူး instrumental နဲ့လည်းမရေးတတ်သေးဘူးဆိုလို့ရှိရင်တော့အကိုတို့ position ရေးမယ်ဆိုလို့ရှိရင်80 ppm 60 ppm လို့ရှိရတန်ဖိုလေးအဲ့လိုတန်ဖိုတောက်အဲ့လိုခောက်နေတဲ့ဟာလေးနဲ့ရေးရင်ဘိုးအဆင်ပြေအဲ့လိုတန်ဖိုနဲ့ရေးလို့ရှိရင်လည်းတီးတဲ့လူကတီးပေးတယ်တရှင် beat နဲ့ကိုနားရင်လို့လောကအခုယူလို့ဆိုလို့ရှိရင်တော့နားရင်မှာတရှင်ကိုနားထောင်တဲ့တီးလုံးတစ်ခုနားထောင်တဲ့ဘယ်နာအထိတီးလုံးက intro ဝင်ပြီးမှတရှင်စရေးရတယ်ဆိုတဲ့ဟာရှိရလေမသိလို့ရှိရင်ကြတော့ရေးလို့ရှိရင်အဆင်မပြေဘူးပြီးလို့ရှိရင် chorus ကိုပြောင်းသွားတဲ့တီးလုံးအတန်အားလည်းရှိတယ်အဲ့ဒါမပြောင်းတော့ဆိုလို့ရှိရင်အဆင်မပြေဘူးအဲ့လိုမပြောင်းတတ်ဘူးဂီတာလည်းမတီးတတ်ဘူးဆိုလို့ရှိရင်တော့အဲ့လိုတန်ဖိုလေး60 ppm ကိုက position ရေးမှဆို60 80ပြီးလို့ရှိရင် track တို့ပါလို့ဆိုလို့ရှိရင်145 150 160အဲ့မျိုးနဲ့ရေးတာပို့ပြီးတော့ကောင်းတယ်အဲ့လိုရေးလို့ရင်တော့ producer တွေကိုအဲ့လိုရဆိုလို့ရှိရင် key မသိဘူးဆိုလို့ရှိရင်တော့ရသေးတယ်ဒါပေမဲ့တန်ဖိုမသိရင်တော့မရဘူးတန်ဖိုသူတို့ကမေးတယ် position ကဘယ်လောက်တန်ဖိုနဲ့ရေးထားလဲဆိုတော့ producer ကမေးတယ်အဲ့မေးလို့ရှိရင်ကိုကပြောပြနိုင်ပြီးလို့ရှိရင်ကိုပြီးမပါပဲဒီတိုင်းအဲ့လိုရေးထားတဲ့တခြင်းတစ်ပုဒ်ကိုသွားအပ်မယ်ဆိုလို့ရှိရင်အဲ့တဲ့သူကယူရဲငွေကပိုးများတယ်ဟုတ်လဲဆိုသူတို့ကိုယ်တိုင်တန်ဖိုးခီးရောရှာမှာဆိုတော့ပိုးပြီးတော့ယူတယ်ပေါ့နော်အခု don't come back to me ဆိုရင်အခုအဲ့လိုရေးထားဒါပေမဲ့ဘောကမှာပထမဆုံးရေးဘူးတဲ့တခြင်းဖြစ်လို့ထုတ်ရှင်လို့ပေါ်ပြီးနဲ့လုပ်တယ်အခုအသရှင်တီးလုံးအတွက်ပုံမှန်ဆိုလို့ရှိရင်3သိန်းပဲယူရအခုကီယောတန်ဖိုးသူရှားပေးရတဲ့အတွက်အခု3သိန်းဝယ်4သိန်းလောက်ပေးလိုက်အဲ့လိုရှိတယ်ခုမှစာရေးရဆိုတော့ဟိုလေးနဲ့ရေးရအဆင်ပြေတယ်ဟုတ်တယ်နော်ခဏမယ်ဒီမှာလေသားတိုက်နေလို့ညီမနေတဲ့နေရာနည်းနည်းဟိုလိုရိုင်းလန့်ကြိုက်ဟုတ်အခုပြောဟုတ်တယ်တကယ်ဟိုတချစ်တဲ့ဘုရေးဖို့အတွက်လည်းဒီသူ့ရဲ့ structure ကြသွားမယ်သွားဖို့အတွက်က beginner သမားတွေကတော့နည်းနည်းဘာမှတော့မစဉ်းစားမိနိုင်သေးဘူးလွယ်ကူဆုံးတော့အဲ့ဒီ beat တွေပါရှာပြီးတော့မှလောက်တာမျိုးပေါ့နော် beat တွေနဲ့ကိုနားထောင်လိုက်ပြီးတော့ဘယ်နေရာတော့ဘယ်လို melody လေးနဲ့စပြီးတော့ထွက်တယ်ဆိုတဲ့ဟာမျိုးနဲ့စလာခဲ့ရပဲညီမလည်းကိုပြောသလောက်ဆိုလို့ရှိရင်တော့ key တွေလိုမယ်ဟိုကဘယ်လို key မျိုးလဲတချို့ကကြတော့ကိုပြောဆိုအလွတ်တန်းရေးအလွတ်တန်းစာသား live with you ကိုဒီတိုင်းရေးချတာကြတော့လေတချို့ပြန်ပြောင်းဖို့အတွက်ကနည်းနည်းတော့ခက်မှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့လို melody ရှိပြီးတော့မှစာသားရေးချတဲ့ဟာကြတော့နည်းနည်းတော့လွယ်မယ်ပြီးတော့ဆိုတော့ပြောဆို tempo လေးတွေ key လိုမဲ့ tempo အနေညံလေးတွေပြီးတော့အဝင်ထွက်လေးတွေဒီအခုမှစာရေးမဲ့သူတွေကနည်းနည်းပြီးဖို့တော့လိုမယ်ပေါ့နော်ဟုတ်တယ်အကိုဆောင်းပြောတယ်နည်းနည်းစိတ်ဝင်စားတစ်ခုရှိလို့အကိုကဒီတချင်းလေးပါရေးတယ် structure တွေကိုတင်ယူဘယ်ဘလူးစီကနေပြီးတင်ယူရဆိုပြီးပြောခဲ့ပေါ့နော်2လလောက်ပဲရှိတယ်လို့ပြောတယ်အဲ့ဒီဟိုအကိုတင်ယူခဲ့တဲ့သူတွေရဲ့အကြောင်းလည်းနည်းနည်းထပ်ပြီးတော့ share လုပ်ပြပါအောင်ဟိုဆရာကြီးတွေပေါ့နော်တင်ယူခဲ့တဲ့ကိုဝိုင်းစတူကိုစစ်တူဆိုသူတို့ကဘောနော်သူတို့ကတော့အမေမိသားအချစ်တွေဖြစ်နေပြီဆိုတော့ဘာမှ trade လို့ပြောစရာတော့မရှိဘူးဒါပေမဲ့သူတို့တွေကအကိုအတွင်းဒီအစင်းဒီပေါင်းကြည့်တဲ့အခါကျတော့သူတို့တွေကအကိုတို့ထင်သလောက်တရှင်းရေးရဆိုတာလွယ်မနေဘူးတရှင်းတစ်ပုတ်ဖြစ်ဖို့ဆိုတာသူတို့အခုပြောပြတဲ့ဟာတော့ယူပြောပြလို့ရှင်သူတို့ရှေ့ပြားလောက်တောင်ကြည့်သေးဘူးသူတို့တရှင်းတစ်ပုတ်ရင်သူတို့လက်အကိုတို့နားထောင်လိုက်ဘာမှမဟုတ်ဘူးဆိုရင်အဲ့ထက်မှသူတို့ရင်းထားတယ်ညနေရှိဥပမာကိုအိုင်ဆက်တို့တရှင်းရေးလို့ရှင်သူတို့ခီးပါအရင်ထွက်တယ်ပြီးလို့ရှိရင်သူတို့ကိုယ်တိုင်အသေးကွဲမနေဘူးဆိုလို့ရှိရင်တငယ်ချင်းတွေရှေ့ကဘလို့အသေးကွဲရလဲကုံညမ်းရှာရသူတို့တွေကကိုယ်တိုင်ခံစားလို့မရတဲ့မှုမျိုးဆိုလို့ရှိရင်တငယ်ချင်းတွေရှေ့ကဘလို့အသေးကွဲလဲအဲ့လိုမျိုးရှာပြီးတော့သူတို့ကတရှင်းတွေရေးတယ်ပြီးလို့ရှိရင်ပြီးရင်သူတို့တွေကတီးလုံးအနာရောပါချစ်သွားပြီဟုတ်တယ်ချစ်သွားတယ်သူတို့ကိုယ်ကလည်းရေးလို့ရှိရင်အားရင်းပြီးတော့ရေးပြီးသူတို့တရှင်းတစ်ပုတ်ရင်းကိုတို့လို3ရက်4ရက်နဲ့မပြီးဘူးသူတို့ကလနိုင်ရှိပြီးတော့ရေးတယ်သူတို့ကတရှင်းကိုပြီးတော့မှပြန်ပြင်တာမျိုးမလုပ်သူတို့ကရေးနေအကောင်းဆုံးလုပ်တာပေါ့နော်
ပြီးတော့ဘယ်လိုမျိုးနီလန်းတွေတုံးနေလဲသူတို့နိုင်ရကြတယ်ပြောလို့ကောင်းနေပါတယ်ဆိုတော့ အဲ့ဒါနိုင်ပြောလို့ကောင်း ဒီရဘိုင်းပြန်စပါပြီအဲ့တော့ကိုစလာတော့ပြောတဲ့ဟာလေးဆက်ပြီးတော့မှ continue လိုက်ပါဦး